27တာယောက်ျားကိုဖွာမြင်လိမ့်မယ်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကဲချွတ်မဲ့သူဖြစ်သောကြောင့်ယေရှုဟူသောအမေဖြင့်ဖဲရမယ်ဟုကောင်းကင်တမန်ဆို၏ထောင်မိသားစုအတွက်ဆရာမကဆုတောင်းပေးတော်မှာဖြစ်ပါတယ်ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ကျင်းဝတ်တော်မူသောဖခင်ကဘာမီကြီးစကြဝဠာအရာခတ်တင်းဒီကိုရောဖျားပန်ရှင်တော်အရာဖြစ်ပါ၏လူသားများကိုလည်းကိုရောဖျားပန်ရှင်တော်လူသားများဖြစ်ပါ၏သူလူသားများနဲ့ထာဝရအသက်တူတကွဝန်စားနိုင်ဖို့လုံဟာအလိုတော်ကြီးမြတ်သောအလိုတော်ရှိသောဘုရားသခင်ရဲ့ဘာဘုရားအရှိရှင်အားဖြင့်ဒီလောကလူသားများကိုကယ်တင်ခြင်းသို့ရောက်နိုင်ဖို့လုံဟာကယ်တင်ခြင်းတည်ဟူသောသခင်ယေရှုခရစ်တော်ရဲ့မွေးဖွားရာနေ့ခရစ်စမတ်ရှင်ခါတဲ့မရမှာဒီယုံတော်မိသားစုခြံဝိုင်းထဲမှာရောက်ရှိလာပြီးမှကိုရောရဲ့နှုတ်ကပတ်တော်ဖတ်ကြားခြင်းကိုရောချီးမွမ်းခြင်းတခြင်းယေရှုခြင်းဆုတောင်းမြတ်တာပူခြင်းဒီကဲ့သို့သောအချင်းနိုင်ကိုပြင်ဆင်ပြီးတော့ကြောင့်ကျေးဇူးတင်တယ်အာမင်ဘာဘုရားဤယံတော်မိသားစုသည်ကိုရောပြီးတော့အသက်တာကိုရောပြီးတော့အချင်းနိုင်ကိုရောပြီးတော့စီစဉ်ဥက္စာအိုအင်းမြပိုင်ဆိုင်တော့အင်ထောင်မိသားစုဖြစ်ဒီအလောစွာဘာဘုရားကိုရောအဓိကဖြစ်တော်နောင်ဘဝထာဝရအသက်အတွက်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုလည်းသူတို့အတွက်ဖြစ်ပါ၏ယုံကြည်လိုက်ခံ၍ထိုယေရှုခရစ်တော်အားဖြင့်ရောက်ရှိနိုင်သောထာဝရအသက်ကိုဝင်စားနေသောအင်ထောင်မိသားစုဖြစ်ဖို့လုံဟာအင်ထောင်မိသားစုသည်အားလုံးပေါ်၌ကိုရောကောင်းချီးပြီး၍လမ်းပြပို့ဆောင်တော်မူပါအာမင်သူတို့ရဲ့အစိုးရယုံလုံးငန်းများလုပ်ကန်ခြင်းပေါ်၌တော်လကောင်းအင်ထောင်မိသားစုကိစ္စအရာရာများဆောင်ရွက်ခြင်းအပြင်တော်လကောင်းသူတို့ကိုရောဖျားအမဲရန်ကာကွယ်ဆောင်ရှောက်၍ကောင်းကြီးပြီး၍ဘာဖျားဒီလောကပြည့်စည်တတ်သောဒီလောကပြည့်စည်နိုင်သောကဲ့ချင်းတဘာဝဘီအန်ဒီရဲ့မျိုးစုံများချက်ထိုက်ကလေးကိုရောကဲလွတ်ပြီးတော့ကောင်းမွန်ချောမောစွာဖြင့်ရှေ့ဆက်ရှောက်ရမယ့်လမ်းခရီးမှာရှောက်လန်းနိုင်သောအောင်မြင်နိုင်သောသူဖြစ်စေဖို့ဤတော်မိသားစုကိုကျွန်တော်တို့မိသားဖို့ဆုတောင်းပြီးလိုပါ၏အာမင်ဘာဘုရားဤတော်မိသားစုနဲ့အတူ2025ခုနှစ်ကိုမကြာခင်မှာပုံဆုံးပြီးမှနိတိကာလတိအချင်းတင်2026တို့အတူတကွကျွန်တော်တို့ရောက်ရှိနိုင်ဖို့ဟာလဲလမ်းပြကိုဆောင်တော်မူပါအာမင်ကျွန်တော်တို့ရဲ့ဆုတောင်းမိသားဖို့ချင်းများကျွန်တော်တို့ရဲ့ဒီချိုချင်းကျွန်တော်တို့ရဲ့ကျမ်းစာပတ်ခြင်းအရာအားလုံးဒီယင်တော်မိသားစုအတွက်ကောင်းချီးမင်္ဂလာဖြစ်စီတော်မူမယ့်အကြောင်းစိတ်ကအနန္တဆုတောင်းလိုက်ခါမှာဒီချင်းမှန်ကိုအောင်မြင်၍ရှင်ပြန်ထမြောက်တော်မူသောယေရှုနာမ၌ဆုတောင်းပါသည်ဖပါဗျာကေအာမင်ဒီပေါ်မှာဆုတောင်းဆက်ကြရအောင် Merry Christmas တူလားဒီဖက်မှာလည်းအင်ရှင်
ရှိရနော် Christmas ပါ အေး Christmas